ဘာစီလဲကြားခြင်းနဲ့ခါလေးလဲသေးခြင်းနဲ့ဒါပေမဲ့အချိန်မပေးနိုင်ဘူးဆိုရင်တော့10မိနစ်လောက်ပဲအချိန်ပေးပါအဓိကလိုအပ်ချက်ကလေထမင်းစားပြီးတဲ့အချိန်မှာလမ်းလျှောက်တာဖြစ်ပါတယ်ရှင်ထမင်းစားပြီးသွားတဲ့အခါမှာတန်းပြီးတော့ထိုင်လိုက်တာတန်းပြီးတော့လှဲလိုက်တာတွေကခါးစီတွေကိုပို့စုစေတယ်ဘိုက်လေးတွေကိုပို့ပြီးတော့မှပူလာစေတာဖြစ်ပါတယ်ဒါကြောင့်ထမင်းစားပြီးသွားတဲ့အခါမှာ10မိနစ်လောက်လေးပဲလမ်းလျှောက်တဲ့အကျင့်လေးကိုလုပ်ပေးပါအစာချေစနစ်အားကိုလည်းကောင်းစေတယ်အစီဘိုတွေကိုလည်းခြေဖြတ်အားကောင်းပါတယ်ရှင်ဒါကြောင့်မို့ဒီ10မိနစ်လေးပဲအချိန်ပေးလိုက်မယ်ဆိုရင်တော့အလွယ်တကူနဲ့ကိုဘိုက်ချက်ခါသေးသွားမှသိကြပါတယ်အန်နီရဲ့ကကင်းနဲ့ဝေးချလို့ရမယ့်ပစ္စည်းမျိုးရှာနေရဆိုရင် baby sweet လေးရှိပါတယ် baby sweet လေးကတဘာဝပစ္စည်းနဲ့ထုတ်ထားတဲ့အတွက်ကြောင့်စိတ်ချလက်ချနဲ့ကိုတောက်တော့လို့ရရနော်ကလေးမမေတွေဆိုရင်လည်းနိုးတိုက်နေတယ်ဆိုရင် baby လေး6လပြည့်ရနဲ့စပြီးတောက်လို့ရတယ်မထက်ကိုယ်တိုင်က baby သွန်းလေးကိုမွေးပြီးတော့ပေါင်ချိန်138ကနေအခုလက်ရှိ104ခန္ဓာကိုယ်လေးကို baby sweet လေးပဲတောက်ခဲ့တာဖြစ်ပါတယ်ရှင် baby လေးကိုလည်းလုံးဝမထိခိုက်သလိုမမေတို့လည်းကြက်ကြက်မမနဲ့ကိုလှလို့ရမှာဖြစ်ပါတယ်တဘူးကိုတောက်8000ကျပ်ပဲရှိတယ်3ဘူးယူမယ်ဆိုရင်တော့တလီပရီနဲ့ပို့ပေးနေပါတယ်ပြူတီပေါက်ကမထက်ပါ